Hello ခုလာပြောချင်လို့ပါကိုရီးမြန်မာနိုင်ငံကလေမလာတာမဟုတ်ဒီမှာလည်းဒီမလားကိုရီးယားတွေလိုမျိုးအဲ့လိုလမ်းနေရောဒီလမ်းဘေးနာတွေပေါ့မျိုးမြောင်းတို့ပိတ်ထားတဲ့နေရာလေအုပ်ဟိုတမန်တလင်းနေနဲ့အဲ့လိုပိတ်ထားပါအဲ့လှလှလေးတွေလှုပ်ထားပြီးအုပ်ခုံအဲ့မျိုးကစစလှုပ်ချင်းတော့သူတို့လှုပ်ချင်းမှာအရန်လာတယ်ဖွေးတန်းပြီးတော့နောက်2ရက်3ရက်ကြာတော့ကွန်ဒိုတွေအမိုက်တွေရမ်းများအဲ့တော့မလာတာဒီကအဲ့လိုမြန်မာနိုင်ငံကလူတချို့တွေကြောင့်လေပေါ့နော်မလာတာအမှန်တော့ဒီလှုပ်ပေးတဲ့သူတွေကပြင်မလားလှလှပပလေးလှုပ်ထားပေးရကွာပြီးရင်အခုဟိုတရားသူများရဲ့ပြောတန်ကြတာပေါ့နော်တလားအဲ့ကြီးကလည်းလုံးဝကိုရီးယားဆန်ဆန်လေးလှုပ်ထားပေးရပေါ့နော်ဒါပေမဲ့အခုသူများရဲ့ပြောအမှကွန်ဒိုတွေတွေနဲ့တဲ့အရင်ကြီးပတ်တယ်တဲ့ဟုတ်တယ်မဲတို့လေမြန်မာနိုင်ငံကသူများရဲ့လှုပ်ထားပေးရပေါ့နော်အရန်လာတဲ့နေရာတွေအများကြီးပဲဒါပေမဲ့ကိုယ်တိုင်းပြည်မလာတာတော့ကိုယ်လိုမျိုးနဲ့ဆိုင်တယ်ပေါ့နော်အရင်ကြီးပတ်လို့ပေါ့